ဆရာတို့ဖက်ဒရယ်ဥပဒေအကယ်ဒမီကနေပို့ချနေတဲ့ဘာသာကြီး22ခုရှိတဲ့နောက်ကဖက်ဒရယ်စနစ်ဘာသာရပ်ဟာလည်းပဲအဓိကကျတဲ့ဘာသာကြီးတစ်ခုဖြစ်ပါတယ်အဲ့တော့အတိအကျအားဖြင့်ပြောရမယ်ဆိုရင်တော့လူအခွင့်အရေးကိုဥတည်သည့်ဖက်ဒရယ်စနစ်ပါအဲ့တော့ဒီဘာသာရပ်ကြီးကိုဆရာအနေနဲ့လေ့လာပို့ချခွင့်ရခဲ့တဲ့အခြေအနေနောက်ခံကိုဒီကနေ့ဖက်ဒရယ်ဥပဒေအကယ်ဒမီတက်ရောက်လေ့လာသင်ကြားနေတဲ့တိုင်းရင်းသားတိုင်းရင်းသူကျောင်းသူကျောင်းသားများကိုပဏာမမိတ်ဆက်အနေနဲ့ရှင်းပြလိုပါတယ်တလုံးနဲ့ပြောရမယ်ဆိုရင်တော့ဒီပညာရပ်ဟာဆရာကိုယ်တိုင်ဘဝနဲ့ရင်းပြီးတော့လေ့လာခွင့်ရခဲ့တဲ့ပညာရပ်ဖြစ်တယ်လို့ဆိုရမှာပါအဲ့တော့ဒီပို့ချချက်ကိုonline ပေါ်ကနေလေ့လာနားထောင်နေကြတဲ့တိုင်းရင်းသားမိဘပြည်သူများမိတ်ဆွေများကောင်းဆောင်များကိုလည်းပဲဒီအခြေခံကနေတင်ပြပါရစေဖက်ဒရယ်စနစ်ဆိုတဲ့ပညာရပ်ဟာကျွန်တော်အနေနဲ့တော့ဘဝနဲ့ရင်းပြီးလေ့လာခွင့်ရခဲ့တဲ့ပညာရပ်လို့ပြောရမှာဖြစ်ပါတယ်အားလုံးသိတဲ့အတိုင်းပါပဲမြန်မာနိုင်ငံမှာ1962ခုနှစ်ဗိုလ်ချုပ်နေဝင်းခေါင်းဆောင်တဲ့စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်မှာသူတို့ဘာကြောင့်အာဏာသိမ်းရတယ်ဆိုတဲ့အကြောင်းပြချက်ကိုပြခဲ့တဲ့အခါမှာအဓိကကြတဲ့အကြောင်းပြချက်ကြီးကတော့ပြည်တော်စုကြီးကြောက်သေးကြဖို့လက်တကမ်းအလိုမှာမြန်မာတပ်မတော်ကကေတင်လိုက်ရတယ်ဆိုတာပါပဲအဲ့တော့ပြည်တော်စုမပြိုကွဲဖို့အတွက်ကိုမြန်မာတပ်မတော်ကကေတင်လိုက်ရတယ်ဘာကြောင့်လဲဆိုတော့ဒီတိုင်းရင်းသားတွေကအထူးသဖြင့်ရှမ်းကောင်းဆောင်တွေကဖက်ဒရယ်မူကိုကန်ပြီးတော့ပြည်တော်စုကခွဲထွက်ဖို့ကြိုးစားကြလို့ပဲဆိုတဲ့အကြောင်းပြချက်ကြီးပါအဲ့တော့အဲ့ဒီအချိန်ကစလို့ဖက်ဒရယ်မူလို့ပြောလိုက်လို့ရှင်ဖက်ဒရယ်လို့ပြောလိုက်လို့ရှင်အင်္ဂလိပ်ဘာသာနဲ့ဆိုရင် criminalization လို့ခေါ်ပါတယ်ပြစ်မှုမြောက်စေတဲ့ပြောဆိုသုံးနှုန်းရေးသားပြောဆိုမှုဖြစ်သွားပါတယ်ဖက်ဒရယ်ဟာ criminalization ဖြစ်သွားတယ်ဖက်ဒရယ်ဟာပြစ်မှုမြောက်စေတဲ့ပြောကြားချက်ဖြစ်သွားတယ်ဖက်ဒရယ်အကြောင်းကိုလေ့လာမှုသင်ယူမှုဆွေးနွေးမှုပို့ချမှုပြန့်ပွားအောင်လုပ်မှုတွေလုံးဝမရှိတော့သလောက်ဖြစ်သွားတယ်ဗိုလ်ချုပ်နေအုပ်ချုပ်ခဲ့တဲ့တက်တန်းတစ်လျှောက်လုံးမှာဖက်ဒရယ်ဟာပြစ်မှုပြုခြင်းခံရတဲ့အခြေအနေဖြစ်သွားတယ်ဆရာအနေနဲ့တော့ဗိုလ်ချုပ်နေဝင်ခေတ်မှာကလေးဘဝလူငယ်ဘဝကိုဖြတ်သန်းရန်ကုန်မြို့မှာပညာသင်ကြားခွင့်ရရန်ကုန်တက္ကသိုလ်တက်ခွင့်ရရှိနေဖြစ်လားနောက်ပိုင်းတရားဥချုပ်ရှိနေဖြစ်လာခဲ့ဒီလိုနဲ့ခေတ်တစ်လျှောက်ဖြတ်သန်းခဲ့စဉ်တိုတက်မှာဖက်ဒရယ်ဟာမကင်တွေ့ရဲမထိတူရဲနော်မလိလာရဲလူအများကြားမှာမပြောဆိုရဲတဲ့အကြောင်းကိစ္စရတစ်ခုဖြစ်နေနှစ်ပေါင်းများစွာပြိပင်ထားခြင်းခံခဲ့ရတာဖြစ်တယ်ဒါဘယ်တစ်ဖက်ပါဘယ်တစ်ဖက်ကလည်းဆရာတို့လိုမြန်မာလူမျိုးတွေဆရာကမြန်မာမျိုးသားတယောက်ဖြစ်တယ်မြန်မာမျိုးသားတယောက်ဖြစ်နေကျောင်းသားဘဝတွေကိုကဆရာနာရှင်စနစ်ဆန့်ကျင်ရေးကိုတတ်နိုင်သမျှတက္ကသိုလ်ကျောင်းသားဘဝတွေတောက်လျှောက်လုပ်ခဲ့တယ်။နောက်1984အလုသမားဆန္ဒပြပွဲမှာငယ်တငယ်ချင်းကျောင်းနေပဲကျောင်းသားကောင်းဆောင်စလိုင်းကိုတင်မောင်ဦးနဲ့တူပါဝင်လှုပ်ရှားရာကနေတနတ်မှန်နဲ့ဆေးုံရောက်တယ်ထောင်ထဲကိုနှစ်ခါရောက်တယ်တောင်ကြီးမှာလည်းရှေ့နေလိုက်ခဲ့ဘူးတယ်ရှမ်းပြည်တောင်ကြီးမြို့မှာသို့တော်လည်းပဲတိုင်းရင်းသားတွေရဲ့ဘဝနဲ့ပြဿနာတွေခံစားချက်တွေကိုလိလာခွင့်မရခဲ့ဘူးဆိုလိုချင်တာကတော့ဘဝမရှိခဲ့ဘူးမြေပြန့်ဒေသမှာကြီးပြင်းလာတဲ့တောင်ကြီးမြို့မှာရှမ်းပြည်နယ်တောင်ကြီးမြို့မှာရှိနေလိုက်ခဲ့တဲ့နှစ်တချို့ရှိနေလိုက်ခဲ့တဲ့အဆင့်ဒီရောက်ခဲ့တော့ညာလည်းပဲဒီဝေးလံတီခေါင်တဲ့တောတောင်ဒေသဒီမှာရှိတဲ့တိုင်းရင်းသားတွေရဲ့ဘဝနဲ့ခံစားချက်တွေကိုလိလာခွင့်မရခဲ့ဘူးဒါကြောင့်ဖက်ဒရယ်စနစ်ကိုစိတ်ဝင်စားမှုအားနည်းခဲ့တယ်လို့
ပြောရမှာဖြစ်ပါတယ်ဒါပေမဲ့တငယ်ချင်းဖြစ်တဲ့ကျောင်းသားကောင်ဆလိုင်းကိုတင်မောင်ကတော့ဖက်ဒရယ်စနစ်ကိုမျက်နှိုးတဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်တယ်မြန်မာမဟုတ်တဲ့တိုင်းရင်းသားလူငယ်တူအနေနဲ့ဖက်ဒရယ်ကိုအဲ့ဒီတုန်းကတည်းကစတင်လေ့လာခဲ့တယ်လို့ပြောရမှာပါအဲ့တော့ဒီမှာဆက်ဆက်ပြီးတော့ဖက်ဒရယ်လို့ပြောလိုက်ရင်ခွဲထွက်ရေးနဲ့ချင်းချောက်တယ်ပြီးခဲ့တဲ့2019ခုနှစ်မေလနောက်ဆုံးပတ်ဒီမှာကျင်းပခဲ့တဲ့ဒုတိယအစည်းအဝေး21ရာစုပင်လုံညီလာခံမှာတော့မှပြည်တော်စုကခွဲမထွက်ဘူးဆိုတဲ့လက်မှတ်ကိုထိုးဖို့မြန်မာစစ်ကောင်းဆောင်တွေကတိုင်းရင်းသားအင်အားစုတွေဖိအားပေးခဲ့ကြတယ်အဲ့တော့ Federal ဆိုတာဟာခွဲထွက်ရေးလားပေါင်းစည်းရေးလားဒီအခြေခံနည်းနဲ့ဆက်ဆက်လေ့လာဖို့လိုလာတယ် Federal ဟာခွဲထွက်ရေးနဲ့ချင်းရောက်ခံရတာကြာပါပြီခဏအချိန်ကြာတော့မလွဲတာမရှောင်တာမြန်မာစစ်အာဏာရှင်ဟောင်းတစ်တွေဟာ Federal ကိုနှုတ်ကနေလက်ခံနဲ့ဆင်ရောက်လာတယ်အဲ့တော့ဆယ်စုနှစ်ပေါင်းများစွာတိုက်ပွဲဝင်တောင်းဆိုလာခဲ့ကြတဲ့တိုင်းသားလူထုတွေတိုင်းသားနိုင်ငံအင်အားစုတွေလက်နက်ကင်တော်လှန်ရေးအဖွဲ့အစည်းတွေရည်မှန်းချက်ဟာတဝက်အောင်မြင်သွားပြီလို့ပြောရမှာပါ။ဘာကြောင့်လဲဆိုတော့ Federal ဟာနိုင်ငံရေးစင်မြင့်ပေါ်ကိုလှမ်းတက်လာနိုင်ခဲ့ပြီဖြစ်တယ်။ခဏကာလမှာ Federal ကိုလက်မခံသင့်တော့ဘူး။နော် Federal ဟာလက်မခံသင့်တဲ့ကြောက်စရာအရာကြီးပဲ။နော်ခွဲထွက်ရေးလုံးမဲ့နိုင်ငံရေးအယူဝါဒကြီးပဲဆိုပြီးဘယ်သူမှပြောမှလည်းမရှိတော့ဘူးဖက်ဒရယ်ဟာတင်းတော့တင့်တယ်ဂုံတိတ်ခါရှိစွာနဲ့နိုင်ငံရေးစင်မြင့်ပေါ်ကိုတစုံတရာလှမ်းတက်လာနိုင်ခဲ့ပြီအဲ့တော့မြန်မာနိုင်ငံလက်တွေ့နဲ့ပြောမယ်ဆိုရင်ဖက်ဒရယ်ဟာခွဲထွက်ရေးလားပေါင်းစည်းရေးလားအဲ့တော့ဒီလိုပြောနိုင်မှုဒီမိကုန်းဖြေနိုင်မှုဆိုရင်တော့မြန်မာနိုင်ငံရဲ့တမိုင်းကြောင်းနောက်ခံအတိအကျပြောမယ်ဆိုရင်တော့တိုင်းရင်းသားပြည်နယ်တွေဟာတမိုင်းမှာနှစ်ပေါင်းရာထောင်ချီပြီးတော့လွတ်လပ်စွာနေလာခဲ့တဲ့တမိုင်းကြောင်းနောက်ခံနောက်အနိခေတ်တမိုင်းကိုပြန်ကြည့်မယ်ဆိုရင်ပြည်တော်စုရဲ့အစ1948ခုနှစ်ပင်လုံကလို့ပြောရမယ်အစဉ်မျိုးအထိ1948ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့မှာကျင်းပခဲ့တဲ့ပင်လုံညီလာခံထွက်ပေါ်လာတဲ့ပင်လုံစာချုပ်ရဲ့တရားဝင်မှုဆိုတော့ဒီအခြေအနေပေါ်မူတည်ပြီးတော့မှ Federal ဆိုတာဟာ Federal အခြေခံပေါ်ကနေခွဲထွက်ရေးပြဿနာကိုဘယ်လိုချဉ်းကပ်မလဲ Federal ဟာပေါင်းစည်းရေးလားခွဲထွက်ရေးလားဆိုတော့ Federal ဟာခွဲထွက်ရေးဖြစ်တယ်နော်Federal ဟာကြောက်စရာကောင်းတဲ့နိုင်ငံရေးလက်နက်ကြီးဖြစ်တယ်Federal ကြောင့်ပြည်တော်စုပြိုကွဲသွားလိမ့်မယ်ဆိုပြီးတော့ဒီဆယ်စုနှစ်တချို့ကြာမြဗိုလ်ချုပ်နေဝင်းကောင်းဆောင်တဲ့မြန်မာစစ်အာဏာရှင်ဟောင်းတစ်တွေကဝါဒဖြန့်ချီလာခဲ့ကြတဲ့အခါမှာ1988ခုနှစ်ရှစ်လေးလုံးရေးတော်ပုံကြီးဖြစ်တဲ့အချိန်ကြတော့ဒီဝါဒဖြန့်ချီမှုရဲ့ကြောက်စရာကောင်းတော့အောင်လူလူတွင်းအကျိုးသက်ရောက်မှုကိုဆရာကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့ဖြစ်ရပ်ကလေးကိုဒီကနေ့တိုင်းရင်းသားကျောင်းသူကျောင်းသားများကိုမျှဝေပါရစေအဲ့ဒါက1988ခုနှစ်အတော်တွင်းမှာရှစ်လေးလုံးရေးတော်ပုံကြီးအချိန်ကောင်းတဲ့အချိန်မှာဆရာကတောင်ကြီးမြို့မှာရှိနေလိုက်နေတဲ့တော်တွင်းတောင်ကြီးမြို့ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့ဘိုးတပိတ်ကော်မတီအဲ့တော့ဘိုးတပိတ်ကော်မတီမှာတောင်ကြီးမြို့တစ်မြို့လုံးကရောမြို့အပြင်ကတခြားမြို့တွေကပါပါဝင်ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းပေါင်း300ပါတဲ့ဘိုးတပိတ်ကော်မတီမှာတွဲဘက်အထွေထွေမှုဖြစ်နေတာဝန်ယူခဲ့စဉ်တုန်းကဖြစ်တယ်အဲ့တော့ဆရာတို့ဘိုးတပိတ်ကော်မတီဥဆောင်ပြီးတော့တောင်ကြီးမြို့ဘောလုံးကွင်းထဲမှာလူကြီးတသိန်းကျော်တက်တဲ့တရားပွဲပေါင်း12ပွဲလောက်ကိုဥဆောင်ကျင်းပနိုင်ခွင့်ရခဲ့တဲ့အခြေအနေ။ဒီအခြေအနေဖြစ်လာတဲ့အခါကျတော့ဆရာတို့ဘိုးတပိတ်ကော်မတီမှာ
ဆရာတင်ပြတယ်အဲ့တော့တပည့်အရှိန်မြင့်လာပြီဖြစ်တဲ့အတွက်ကြောင့်နိုင်ငံရေးအရှိန်မြင့်ရမယ်ကျွန်တော်တို့တပည့်ကော်မတီအနေနဲ့ပင်လုံစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ကြတဲ့ခေါင်းဆောင်ကြီးတွေကိုချစ်ကပ်ပြီးတော့တရားပွဲဆင်မြင့်ပေါ်မှာကြွားရောက်ချင်းမြင့်အားပေးကိုဖိတ်ကြားရင်ကောင်းမယ်ဆိုတော့ဘိုးတပည့်ကော်မတီကလက်ခံတဲ့အတွက်အဲ့တော့တောင်ကြီးမြို့လေကောင်မှာရှိတဲ့ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့သူနောက်ပုဂ္ဂိုလ်ကြီးတူဖြစ်တဲ့ဦးခွန်ထီးရဲ့အိမ်မှာဆွေးနွေးပွဲလုပ်ခဲ့ကြတယ်အဲ့ဒီဆွေးနွေးပွဲမှာရှမ်းပြည်နယ်နိုင်ငံရေးမှာထိပ်တန်းကပါတဲ့ရပလာဥက္ခရဦးရွှေအိုးနောက်ဖက်ဒရယ်ကိစ္စနဲ့ပတ်သက်လို့အင်မတန်နာမည်ကျော်ကြားတဲ့ဖက်ဒရယ်ဆရာကြီးအဖြစ်နဲ့ကိုပဲတိုင်းသားကောင်းဆောင်အားလုံးကလေးစားကြရတဲ့တောင်ကြီးဦးထွန်းမြင့်လေးလို့လည်းခေါ်ပါတယ်ဆရာတို့တပည့်ကော်မတီနဲ့ဆွေးနွေးပွဲလုပ်ကြတဲ့အခါကျတော့ဒီရပလာဥက္ခရဦးရွှေအိုးကအဆိုတစ်ခုတင်တယ်ဘာတင်လဲဆိုတော့အခုရပိုင်းတော်တင်းမှာကျင်းပတော့မယ်တောင်ကြီးမြို့ဘောလုံးဝင်းကြီးထဲမှာကြီးကျယ်ကျင်းပတော့မယ်ဒီပွဲကြီးကိုအခွင့်ကောင်းယူပြီးတော့မှဖက်ဒရယ်ကိစ္စကိုသူ့ကိုဟောခွင့်ပေးပါလို့ခွင့်တောင်းတယ်အဲ့တော့ဒါသဘောကျတာပဲဒါရှမ်းပြည်ကဖက်ဒရယ်ကိစ္စမှာဥဆောင်ခဲ့တာပဲရှမ်းကောင်းဆောင်တွေဥဆောင်ခဲ့တာပဲနော်ဥဆောင်တဲ့နေရာမှာတူးပါဝင်ခဲ့တဲ့ရပလာဥက္ခရာကြီးဖြစ်တဲ့ဦးရွှေဦးကိုယ်တိုင်ကဒီလိုတောင်းဆိုတာတိတ်တဘောကြတဲ့ချက်ပဲဒါပေမဲ့နိုင်ငံရေးအတွေ့အကြုံရှိတဲ့ပို့ပြီးတော့စဉ်းစားနိုင်တယ်လို့ယူဆလို့ရတယ်တောင်ကြီးဦးထွန်းမြင့်ကကန့်ကွက်တယ်ဖက်ဒရယ်ဆရာကြီးကကန့်ကွက်တယ်ဦးရွှေဦးဒီပွဲကခင်ဗျဖက်ဒရယ်ကိုဟောရမယ်ပွဲမဟုတ်ဘူးဒီပွဲကဒီမိုစီကိုပြောရမယ်ပွဲအဲ့တော့စိုးသေးတယ်ဒီကိစ္စဟောလို့မရသေးဘူးဆိုတော့အဲ့မှာသူတို့အဖိုးကြီးချင်းစကားများကြပြီးတော့ဦးရွှေဦးကဒီစိတ်ဆိုးတဲ့ပုံစံပြလိုက်တဲ့အခါမှာကြံတဲ့ခေါင်းဆောင်တွေစိတ်မကောင်းကြဘူးအဲ့တော့ဆရာတို့လည်းပဲတောင်ကြီးဦးထွန်းမြင့်ကိုမေတ္တာရက်ခံတယ်တခြားခေါင်းဆောင်မေတ္တာရက်ခံတယ်ကဲဒါဖြင့်ဒီခေါင်းဆောင်ပုဂ္ဂိုလ်ကြီးစိတ်ချမ်းသာတော့အောင်ဟောစရာရှိတာဟောခွင့်ပေးလိုက်ပါကိစ္စမရှိပါဘူးပွဲကိုကြည့်ထိန်းကြတာပေါ့ဆိုတော့ဦးထွန်းမြင့်လေးကဖက်ဒရယ်ဆရာကြီးဖြစ်တဲ့တောင်ကြီးဦးထွန်းမြင့်ကဦးရွှေဦးကိုပြောတယ်ကဲကောင်းပြီဒါဖြင့်ခင်ဗျားဟောခြင်းတော့ဟောရှည်တော့မဟောနဲ့ခင်ဗျား10မိနစ်15မိနစ်ပြင်ပို့မဟောနဲ့ဆိုတော့နောက်ဆုံးမှာဦးရွှေဦးကလည်းစိတ်ပြေသွားပြီးတော့တရားဟောပွဲစတယ်အဲ့တော့အဲ့တရားပွဲကြီးမှာလူပြိဿတသိန်းကျော်တက်တယ်ညှို့နေတာပဲအလန်နီတိုင်းသားပေါင်းစုံတက်လာကြတယ်ဒီအဆိုတွေကအိုးစီပုံမောင်းနေအဲ့ဒီပွဲကြီးမှာတောင်ကြီးဘိုးသပိတ်ကော်မတီဥက္ကဋ္ဌဆက်ဆံတော်စီအုပ်ကြီးဒေါက်တာတင်ဝင်းစကားပြောတယ်သပိတ်ကော်မတီကိုစားဆရာစကားပြောတယ်ကျန်တဲ့ခေါင်းဆောင်တွေဒီစကားပြောကြတယ်ဘာမှပြဿနာမရှိဘူးချိုးမောလို့ပြောရမှာဖြစ်တယ်ဒါပေမဲ့ရှမ်းကောင်းဆောင်ကြီးဖြစ်တဲ့နော်တမိုင်းဝင်ကောင်းဆောင်ကြီးလည်းဖြစ်တဲ့ဦးရွှေဦးကဖက်ဒရယ်အကြောင်းကိုလည်းစဟောလဲဟောရောပြိတ္တထဲမှာအတန်ကြီးထွက်လာဟာလာပြန်ပြီလားဖက်ဒရယ်လာပြန်ပြီလားခွဲထွက်ရေးဒါခဏကာလဒီမိုစီတောင်းဆိုနေတာခွဲထွက်ရေးပြောရမယ့်အချိန်မဟုတ်ဘူးနော်ပြိတ္တထဲမှာအတန်ကြီးစူညံဖြစ်လာဟိုကအတန်ထွက်လာဒီကအတန်ထွက်လာဖြစ်လာမကြည်မနှက်အတန်ကြီးပေါ်လာတယ်ဒါနဲ့ဆရာစင်မြင့်ဘောဆင်းပြီးတော့ပြိတ္တထဲမှာရှောက်ကြည့်တယ်တကယ်ပဲတီတိုလိုခက်ချေလိုအတန်ကြီးထွက်လာအဲ့တော့ကြည်နေနဲ့ဒီတသိန်းကျော်ရှိတဲ့ပြိတ္တတွေကတောင်းနဲ့ချီတဲ့ပြိတ္တတချို့ကကွင်းထဲထပြန်သွားကြတယ်ဟာကြောက်စရာကောင်းလိုက်တာနော်စဉ်းစားကြည့်ပါနိုင်ငံရေးတွေးထိုးချက်နော်နိုင်ငံရေးလှုံ့ဆော်ချက်နော်ဒီနိုင်ငံရေးအရလမ်းကြောင်းမှာပို့မှုတွေကဘယ်လောက်ကြောက်စရာကောင်းတယ်လဲစဉ်းစားကြည့်ပါဒါရှမ်းပြည်နယ်မြို့မှာတောင်ကြီးမြို့မှာတကယ်ဖြစ်ခဲ့တဲ့ဖြစ်ရအဲ့တော့ပြည်သက်တောင်းနဲ့ချီပြီးတော့ဘောလုံးကွင်းနဲ့ထပြန်သွားတဲ့ဖြစ်ရ
အဲ့တော့ Federal ပေါ်မှာ Federal ခွဲထွက်ရေးပါပဲဆိုတော့မှဒီလူလူကြီးကိုယ်တိုင်နော်တောင်ကြီးမြို့ပြည်သက်လူလူကြီးကိုယ်တိုင်အများစုကတကယ်မြန်မာမို့တဲ့တိုင်းရင်းသားအများစုကြီးပေါင်းတဲ့ပြည်သက်ကိုယ်တိုင်ဒီလိုမျိုးနဲ့ Federal ကိုစန့်ကျင်ခဲ့ကြောင်ပြခဲ့ကြတယ်လို့ပြောရမှာဖြစ်တယ်ကြည်ကွဲစရာပါပဲအဲ့တော့ဒီကနေ့ Federal စနစ်နဲ့ဆက်စပ်ပြီးတော့မြန်မာနိုင်ငံတကယ်နိုင်ငံရေးနောက်ခံအခြေအနေတွေကိုဆရာတို့သုံးသပ်ပြီးတော့မှနောင်ကိုသွားမဲ့ Federal ဟာဘယ်လို Federal စနစ်မျိုးဖြစ်တဲ့နေလဲဆိုတော့ဆရာတို့ဆက်လက်ဆွေးနွေးပို့ချသွားမှာဖြစ်တယ်အဲ့တော့ခုနဝါတော့ပြန်ကောက်ရတယ်မြန်မာအမျိုးသားတယောက်ဖြစ်တဲ့ဆရာအနေနဲ့ဘဝကနေပြီးတော့ Federal အခြေခံအတိရလာတယ်လို့ပြောရမှာပါအဲ့တော့ရှမ်းပြည်နယ်ကိုဖြတ်တန်းပြီးတော့ခုနအတွေ့အကြုံတွေကိုတောင်ကြီးမြို့မှာတွေ့ကြုံတဲ့တစ်ချိန်တည်းမှာပဲတောင်ကြီးဦးထုံးမြင့်နဲ့တစုံတရာရင်းနှီးလာတဲ့အခါမှာ Federal ကိုနည်းနည်းပါးပါးစတင်လေ့လာခွင့်ရခဲ့တယ်လို့ဆိုရမှာပါသို့တော့တေးကြတာတော့ဗာလဲဆိုတော့ရှစ်လေးလုံးကာလပြီးဆုံးသွားပြီးတော့တပိစကန်တွေကိုမြန်မာစစ်တပ်ကနောက်တဲ့စစ်အာဏာသိမ်းဖြိုခွဲလိုက်တဲ့အချိန်ကျတော့မလွဲတာမရှောင်တာတိုင်းသားလက်နက်ကင်တော်လှန်ရေးအဖွဲ့အစည်းနဲ့ဒေသတွေကိုတင်းရှောင်ပြီးတော့ကိုလိုလားမျှော်မှန်းတဲ့ကိုမြတ်နိုးတဲ့နိုင်ငံရည်မှန်းချက်ကိုဆက်လက်ရရှိနိုင်မှုအတွက်တိုက်ပွဲဝင်လှုပ်ရှားရင်းနဲ့ဆယ်စုနှစ်3စုနီးပါးကြာမြတိုင်းသားတော်လှန်ရေးဒေသအမျိုးမျိုးမှာဘဝမြုပ်နှံနေထိုင်ဖြတ်တန်းခေါင်းဆောင်ရဲ့အတွေ့အကြုံတွေကိုခံယူလိလာနားထောင်သူတို့ရဲ့တင် जा ပို့ချမှုတွေကိုလက်ခံလိုက်နာတိုင်းသားပြည်သူတွေဘဝကိုလိလာခွင့်ရကရဏီအထူးသဖြင့်ကရဏီကရင်မွန်ချင်းကချင်စတဲ့ဒေသတွေကိုဖြတ်တန်းခွင့်ရအတူလုပ်ခွင့်ရနော်အတူမျှဝေရဘဝဒုက္ခတွေကိုအတူခံစားခွင့်ရခဲ့တဲ့အနေအထားတစ်ခုဖြတ်တန်းပြီးတဲ့အခါကျတော့Federal ဆိုတာဟာဘဝနဲ့ချီပြီးတော့လေ့လာရမယ်ပညာရပ်ပါလားဆိုတာကိုဆရာကိုယ်တိုင်တိနာလေခံယူဝင်ရခဲ့တယ်လို့ဆိုရမှာပါ။အဲ့တော့တာရတစ်ခုပြောမယ်ဆိုရင်ဒီရှစ်လုံးပြီးလို့တောင်ကြီးမြို့တောင်ဘက်ကိုဒီ900လောက်ရှိတဲ့ကျောင်းသားလူငယ်တူကြီးကိုဥဆောင်ပြီးတော့အိုး area ရောက်လာတဲ့အချိန်မှာဆရာကိုယ်တိုင်ဥဆောင်ပြီးတော့ Democratic Youth Army ဆိုဖွဲ့စည်းခွင့်ရခဲ့တယ်အဲ့လိုဖွဲ့စည်းခွင့်ရလာပြီးတော့လတချို့ကြာနေဖြတ်တန်းနောက်ပိုင်းမှာ AVS ရဲ့နဲ့ပေါင်းစည်းဖို့ကရဏီဒေသကိုဥတီချီတက်လာတဲ့အခါကျတော့ဘာအတွေ့အကြုံတူမှတ်မှတ်ရလဲဆိုတော့ရှမ်းပြည်တောင်ကြီးကဆင်းလာတဲ့ကျောင်းသားတွေကတမိုင်းရောင်းသိဘာသိလဲဆိုတော့ကရဏီဟာတမိုင်းမှာလွတ်လပ်ခဲ့ဆိုတော့သိကရဏီပြည်ဟာတမိုင်းမှာလွတ်လပ်စွာနေခဲ့ကြရဆိုတော့သိအဲ့တော့သူတို့ချင်းဘာပြောရလဲဆိုတော့တစ်ဖက်ကနောက်သူတို့ပြောရလဲဖြစ်တယ်တစ်ဖက်ကကရဏီပြည်ရဲ့တမိုင်းကျောင်းမှာလွတ်လပ်မှုကိုအတိအမှပြုတဲ့သဘောဆောင်တာလည်းဖြစ်တယ်အဲ့ဒါဘာပြောကြလဲဆိုတော့ငါတို့ကရဏီပြည်ကိုဝင်ကြရတော့မယ်နော်ဗီဇာလျှောက်ကြဖို့ဗီဇာလျှောက်ဖို့လိုတယ်ထင်တယ်လို့ပြောကြဆိုကြဆွေးနွေးကြအဲ့လိုမျိုးအတန်ကြီးကြားလိုက်ရတယ်အဲ့တော့အဲ့ဒီတော့တမိုင်းကျောင်းနဲ့တစုံတရာလှမ်းဝေးခဲ့တဲ့ဆရာအနေနဲ့နားလည်နိုင်စွာအားနည်းခဲ့လို့ပြောရမှာဖြစ်တယ်ကရဏီပြည်တမိုင်းမှာလွတ်လပ်စွာနေခဲ့တာပဲနော်ကရဏီပြည်ရဲ့လွတ်လပ်မှုကအတော်ထူးခြားတာပဲမှန်ပါတယ်တခြားတိုင်းသားပြည်နယ်တွေလူမျိုးတွေကလည်းတမိုင်းမှာလွတ်လပ်စွာနေခဲ့ကြတာပါပဲကရဏီပြည်ရဲ့လွတ်လပ်မှုကဘာထူးခြားလဲဆိုတော့မြန်မာပြည်ကိုယ်တိုင်ကတော့မှအတိအမှပြုခဲ့လွတ်လပ်မှုအင်္ဂလိပ်ခေတ်မှာလည်းအင်္ဂလိပ်ကတော့မှအတိအမှပြုခဲ့လွတ်လပ်မှု1949ဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့မှကရဏီပြည်နဲ့ဆိုင်တဲ့ပြဋ္ဌာန်းချက်ကိုထည့်သွင်းပြီးတော့အဲ့ဒီဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အခန်း1
ပုံမှန်နှစ်ကကြီးမှာဘာပြဋ္ဌာန်းထားလဲဆိုတော့ယခင်ကမြန်မာပြည်ဘီရင်ခံမှတဆင့်ဗြိတိရှဘီရင်မင်းများစီရင်အုပ်ချုပ်တော်မူခဲ့သောနေမည်အလုံးနှင့်ဒါတစ်ပိုင်းမှာခါခွေကရဏီနယ်များပါဝင်ကြသည့်ဒီလိုသုံးထားပါတယ်ခါခွေမှာကရဏီနယ်များပါဝင်ကြသည့်ဆိုတော့တီးတန့်သုံးထားတယ်မြန်မာနိုင်ငံတစ်ဝန်းလုံးသည်တနိုင်ငံလုံးသည်ပြည်ထောင်စုမြန်မာနိုင်ငံတွင်ပါဝင်ရမည်လို့အဲ့လို1949ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း1ပုံမှန်2ကကြီးနဲ့ခါခွေမှာဒီလိုပြဋ္ဌာန်းထားတာရှိတယ်တိုင်းရင်းသားအကြောင်းသူအကြောင်းသားများ1949ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြန်လည်လေ့လာနိုင်ပါတယ်အဲ့ဒါဘာကိုပြလဲဆိုတော့ကရဏီပြည်ရဲ့လွတ်လပ်မှုကိုလွတ်လပ်ရပြီးဒီဘက်ခေတ်မှာတော့မှတရားဝင်အတည်ဖြစ်တဲ့ခဏအချိန်ကြီးတရားဝင်တယ်လို့လည်းပြောရမယ်1949ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေမှာနော် implied recognition ပေါ့သဘောတယောက်တဲ့အတိအမှပြုမှုကိုပြုခဲ့တယ်လို့ဆိုရမှာဖြစ်တယ်အဲ့တော့ဒီလိုအခြေခံကနေပြည်တော်စုကိုချိတ်ကပ်ကြရမယ်အဲ့တော့Federal ဆိုတာဟာခွဲထွက်ရေးလားပေါင်းစည်းရေးလား Federal ဆိုတာနှစ်သာရအပြင်ပြောမယ်ဆိုရင်တကယ်တော့ပေါင်းစည်းရေးပါခွဲထွက်ရေးမဟုတ်ပါဘူးဆိုတာပေါင်းစည်းရေးကိုအဓိကထားတဲ့နိုင်ငံရေးစနစ်ပါပေါင်းစည်းခြင်းလို့ပေါင်းစည်းဖို့နည်းလမ်းရှာကြတဲ့နိုင်ငံရေးစနစ်ပါဒါပေမဲ့ရိုးရိုးတန်းတန်းပြောရအောင်မှ Federal ဆိုတဲ့အောက်မှာခွဲထွက်ခွင့်မရှိဘူးလို့သွားပိတ်ပင်ထားလို့မရပါဘူးမြန်မာနိုင်ငံသမိုင်းနဲ့ပြောမယ်ဆိုရင်ဒီမြန်မာနိုင်ငံသမိုင်းနောက်ခံရဖက်ဒရယ်ကိုချီးကပ်မယ်ဆိုရင်မြန်မာနိုင်ငံမှာခွဲထွက်ရေးပြဿနာမရှိပါဘူးဖက်ဒရယ်ချီကန်ကနေခွဲထွက်ခွင့်တောင်းစရာလည်းမလိုပါဘူးနှစ်တာလည်းပြောမယ်ဆိုရင်ဘာကြောင့်လဲဆိုတော့1949ခုနှစ်ပင်လုံစာချုပ်အခြေခံကနေပြီးတော့ပေါင်းစည်းလာလိုက်ကြတယ်။အဲ့ဒီပေါင်းစည်းမှုဟာတိုင်းရင်းသားပြည်နယ်အတွင်းမှာဒန်းလူမှုနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပေါ်အခြေမခံဘူးဆိုရင်ပြည်ထောင်စုတည်ဆောက်မှုပြည့်ပြည့်ကြောင်းကြီးညာခွင့်ရှိရမှာဖြစ်တယ်။အဲ့တော့ဒီအခြေခံကနေပြီးတော့မှဖက်ဒရယ်ကိုချိကပ်ရမှာဖြစ်ပါတယ်။အဲ့တော့ခဏဖက်ဒရယ်လို့ပြောတဲ့အခါကျတော့ဆရာတို့ကချိကပ်ပုံကိုပြောင်းပြန်လာဖို့လိုလာတယ်အဲ့တော့မြန်မာနိုင်ငံနောက်ခံကနေတမိုင်းကြောင်းနောက်ခံကနေပြီးတော့ချိကမဲ့ဖက်ဒရယ်ပြည်ထောင်စုဟာနော်ဖက်ဒရယ်ဆိုတာဘာလဲလို့ပြောမယ်ဆိုရင်လွတ်လပ်ရေးတစ်မျိုးပဲဆိုတဲ့အခြေခံချိကမှာဖြစ်တယ်ဒီတဲ့ပိုရှင်းအောင်ပြောမယ်ဆိုရင်ဖက်ဒရယ်ဆိုတာဘာလဲဆိုလို့ရှိရင်တော့ပြည်ထောင်စုဖွဲ့စည်းရမှာပါဝင်တဲ့ unit တွေတနည်းအားဖြင့်တိုင်းရင်းသားပြည်နယ်တွေပြောတဲ့အခါမှာမြန်မာပြည်နယ်အပါဝင်နော်ကျန်တဲ့တိုင်းသားပြည်နယ်တွေအကုန်လုံးဟာဒီလွတ်လပ်ရေးရလူနီးပါးအခြေခံနေပြီးတော့နော်ဆွစ်ဇာလန်နိုင်ငံမှာကျင့်သုံးတဲ့ပြည်ထောင်စုတည်ဆောက်မှုပုံစံမျိုး Cantons are sovereign to the extent that sovereignty is limited by the Federal Constitution အဲ့တော့ပြည်ထောင်စုဖွဲ့စည်းအောင်ပါဝင်တဲ့ unit တွေဆွစ်ဇာလန်မှာကန်တုံပြည်နယ်တွေဟာအချုပ်အခြာအာဏာပိုင်ဖြစ်တယ်အဲ့တော့ Federal ပြည်ထောင်စုအဆင့်ကိုနော်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီသတ်မှတ်လွှဲထားတဲ့အာဏာတွေကလွဲလို့ပြည်နယ်တွေဟာအချုပ်အခြာအာဏာပိုင်ဖြစ်တယ်ဆိုတဲ့ဒီအခြေခံကနေ Federal ပြည်ထောင်စုကိုချီးကပ်ခြင်းသည်ဒါလျှင်စစ်မှန်တဲ့ပြည်ထောင်စုတည်ဆောက်မှုဖြစ်နိုင်တယ်လို့ဆရာတို့ဒီနေရာမှာဖက်ဒရယ်ရဲ့မိတ်ဆက်ဖြစ်တဲ့ပဏာမတင်ပြဆွေးနွေးလိုပါတယ်ဆရာတို့ဖက်ဒရယ်ဥပဒေအကယ်ဒမီဟာကချင်ပြည်နယ်တရုတ်မြန်မာနယ်စပ်အနီးကနိုင်ဂျာယန်ဆိုတဲ့မြို့ငယ်လေးမှာရှိပါတယ်1986ခုနှစ်ကဇွန်လ26ရက်နေ့ကဒီမတရားတဲ့တရားစီရင်စနစ်အောက်မှာရက်ဆက်စွာကြိုးပြီးကွပ်မြက်ခံရတဲ့ကျောင်းသားကောင်းဆောင်ဆလိုင်းကိုတင်မောင်ဦးလို့နော်ဒီဥပဒေမဲ့အသက်ဆုံးရှုံးခံရတဲ့လူငယ်တွေမရှိတော့အောင်နော်တရားစီရင်စနစ်ကြီးတစ်ခုလုံးဥပဒေစနစ်ကြီးတစ်ခုလုံးကိုပြင်ဆင်နိုင်ရေးအတွက်ကိုလူငယ်တွေကိုလက်ကျင့်မွေးမြူပေးတဲ့နေရာဌာနအဖြစ်နဲ့ဖက်ဒရယ်ဥပဒေအကယ်ဒမီကို2014ခုနှစ်
ကုတမောင်ကျိုးပေးကွက်မြက်ခံရတဲ့ဂျွန်လ26ရက်နေ့မှာစတင်တည်ထောင်ဖွင့်လှစ်ခဲ့တာခဏဆိုရင်3နှစ်ကျော်သွားပါပြီအဲ့တော့ဒီ academic ဘုတ်လို့ခေါ်တဲ့ဥပဒေပညာရှင်အဖွဲ့အစည်းစုစည်းမှုတစ်ခုဖြစ်နေဆရာမိတ်ဆွေ2ဦးဖြစ်တဲ့ဒီ Stockholm ဆွီဒင်နိုင်ငံ Stockholm မြို့ကဒီဥပဒေပညာဌာနကနိုင်ငံတော်ဥပဒေပါမောက္ခဒေါက်တာဒေးဗစ်ဖစ်ရှာနောက်ဆရာမိတ်ဆွေရင်းတဦးဖြစ်တဲ့အင်္ဂလန်နိုင်ငံကဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာဥပဒေပညာရှင်ဒေါက်တာဗင်ကက်အာယာတို့နဲ့အတူဆရာတို့ကဥပဒေပညာရပ်ကိုဦးဆောင်ပြီးတော့ဒီ Federal ဥပဒေအကယ်ဒမီကိုဖွင့်လှစ်တည်ထောင်ပို့ချပေးနေခြင်းဖြစ်ပါတယ်အဲ့တော့ဆရာတို့အရှိကနေဒီ Diploma in Law လို့ခေါ်တဲ့ဥပဒေပညာ Diploma အောင်ပြီးတော့ဆင်းသွားကြတဲ့ကျောင်းသားတွေလည်းရှိနေပါပြီဆရာတို့ကျောင်းကိုလာမယ့်2018ခုနှစ်ဇန်နဝါရီလ15ရက်နေ့မှာစတင်ဖွင့်လှစ်မှာဖြစ်တယ်အဲ့တော့တက္ကသိုလ်ဒုတိယနှစ်အောင်မြင်ပြီးထားတဲ့ပုဂ္ဂိုလ်တွေရောက်ထားနိုင်ပါတယ်ပို့ချမှုကာလကတော့2နှစ်ဖြစ်တယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ဆရာရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပို့ချချက်ကိုဒီမှာရပ်လိုက်ပါတယ်